လေးပိတ်လိုက်ပြီးတော့မျက်စိများပိတ်လိုက်တဲ့ခါတိုင်းစိတ်လေးကြီးစိုက်ကြည့်ရတဲ့မိန်းကလေးကပေါ်လာဒီကတိုင်းကြောက်တဲ့နေတတ်သလိုကြောက်တဲ့နေခဲ့ခြင်းတွေပြန်လည်နှမျိုးမိလိုက်သလိုပဲစိတ်ထဲမှာအပြေကမကြောက်တဲ့ဘဝမျိုးရဲ့ကြည်ရင်တရှင်မောရနဲ့လောကလည်းနဲ့လေချသွားတဲ့ချိန်တိုင်းဆိုလို့ရှောက်လန်းတဲ့တက်တာမှာဟောဆိုတဲ့